皆さんこんにちはအားလုံးပဲမင်္ဂလာပါရှင်အဲ့တော့ဒီနေ့မှာတော့ဂျပန်ရဲ့เนาะဒီ Wolf Life ပေါ့เนาะအလုံးနဲ့ပတ်သက်တဲ့အကြောင်းကိုယ့်ရဲ့ experience အနေနဲ့ပတ်သက်ပြီးတော့အားလုံးကို sharing လုပ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်အဲ့တော့ဒီဂျပန်နိုင်ငံမှာပေါ့เนาะအလုပ်လုပ်တဲ့ခါမှာဂျပန်မှာအလုပ်လုပ်နေလူဆိုသိရပေါ့เนาะအခုဒီဗီဒီယိုလေးကကြတော့မြန်မာနိုင်ငံကနေပြီးခုမှလာမဲ့ပေါ့เนาะကိုယ့်ရဲ့ဒီညီမလေးတွေမောင်လေးတွေအကူတွေအမတွေအတွက်ပေါ့เนาะ sharing လေးလုပ်ပေးခြင်းဖြစ်ပါတယ်အခုဂျပန်နိုင်ငံမှာလက်ရှိရောက်နေတဲ့လူတွေတော့မပါဘူးပေါ့เนาะဂျပန်မှာလက်ရှိရောက်နေတဲ့လူတွေကတော့ဂျပန်ရဲ့ Wolf Life အကြောင်းကိုတော့အကုန်လုံးကတော့သိပြီးသားဖြစ်မှာပါပေါ့เนาะအဲ့တော့ကိုယ့်ရဲ့အတွေ့အကြုံလေးနဲ့လည်းနည်းနည်းလေးထည့်ပြီးတော့ sharing လေးလုပ်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဂျပန်နိုင်ငံမှာအခုဇွန်ကကြတော့ work visa နဲ့ပေါ့နော်ဂီချင်းကိုကူ visa နဲ့လှုပ်လှုပ်နေရဖြစ်ပါတယ်လက်ရှိကတော့ Osaka မှာပေါ့နော်အဲ့တော့ဒီဂျပန်ကကြတော့သူကစီကံကြီးတယ်ခိပိရှိဖြစ်တယ်ပေါ့နော်အဲ့တော့အလုပ်လုပ်တဲ့ခါမှာဆိုလို့ရှိရင်လည်းသူတို့ကတီးကြတယ်ဥမာဆိုလို့ရှိရင်ထားပါတော့စာအုပ်ပြောရမယ်ဆိုတော့စာအုပ်ကြီးတိုင်းသွားတာပေါ့ကွယ်အဲ့တော့စာအုပ်ကြီးတိုင်းသွားတဲ့ပုံစံမျိုးဖြစ်တယ်ဥမာထားပါတော့ကိုကအလုပ်ကိုဝင်လာရဲ့ပထမဆုံးအလုပ်ဝင်တဲ့ခါမှာဥမာABC ဆိုပြီးတော့ကိုလှုပ်လို့ရနီလန်3မျိုးရှိတယ်ထားပါတော့ကိုကိုတင်ပေးရလူပါပေါ့နော် A လမ်းကြောင်းနဲ့ A နီလန်တိုင်းတင်ပေးရပေါ့အဲ့တော့ကိုကမဟုတ်ဘူးဟဲ့ A နီလန်တိုင်းနဲ့ तू ကတင်ပေးတယ်ဆိုပေမဲ့ B လမ်းကြောင်းတိုင်းလဲတွားလို့ရတာပဲပေါ့နော်အဲ့လိုပုံစံမျိုးဘယ်လိုပြောမလဲစဉ်းစားတဲ့လူတွေလည်းရှိမှာပေါ့နော်အဲ့လိုမျိုးပုံစံမျိုးစဉ်းစားတဲ့လူတွေဆိုလို့ရှိရင်ဘာလဲဆိုတဲ့အခါကျတော့အဆင်မပြေဘူးပေါ့နော်အဲ့တော့ तू A နဲ့ A နီးနဲ့တွက်ပါဆိုလို့ရှိရင် A နီးနဲ့ပဲတွက်ပါ B နီးနဲ့ကိုလုံးဝမတွက်ပါနဲ့မလုတ်ပါနဲ့မလိုက်နာပါနဲ့လိုက်မလုတ်ပါနဲ့ပေါ့နော်ဆိုတော့ तू တင်ပေးတဲ့အတိုင်းပဲလုံးမှာပဲအဆင်ပြေမယ်ပေါ့အဲ့တော့အဲ့လိုမျိုးမဟုတ်ဘူးဆိုလို့ရှိရင်သူတို့ ਨੇ အဆင်ပြေဖို့ရာခိုင်နှုန်းကနေပါတယ်ပြီးတော့နောက်တစ်ခုအလုတ်သစ်စလုပ်မဲ့လူတွေအနေနဲ့ပေါ့နော်ကိုကအုံနောက်ဘလောက်ကောင်း master brain ပဲဖြစ်เนาะဘလောက်ပဲဒီညံကောင်းနေပါစေပေါ့เนาะသူတို့လူမျိုးတွေဒီနှုတ်စာအောက်ကလေးကိုယူပါတယ်ဥမာဆိုလို့ရှိရင်ထားပါတော့ကိုယ်အလုပ်ပထမဆုံးအလုပ်စာလုပ်တယ်အလုပ်လုပ်တော့မယ်အလုပ်ဝင်တယ်ပေါ့เนาะဝင်တဲ့ခါမှာကိုယ်တို့ကတင်ပေးတယ်ပေါ့အဲ့တော့ကိုကနေပြီးတော့ဗာလဲဆိုတဲ့အခါကျတော့နှုတ်စာအောက်ကလေးပေါ့နှုတ်စာအောက်ကလေးနဲ့ဘယ်လိုခေါ်မလဲမှတ်ကပါတယ်အဲ့တော့နှုတ်စာအုပ်လေးနဲ့မှတ်ကြတယ်ပေါ့နော်အဲ့တော့နှုတ်စာအုပ်ထဲမှာကိုသူပြောတဲ့ဥစ္စာတွေကိုလိုက်ပြီးတော့မှတ်ပြီးတော့လုပ်ရတယ်ပေါ့နော်ရေးရတယ်။သူတို့နာမည်တွေတော့၎င်းသူတို့ခေါ်ဝေါ်တွေရှိရပေါ့နော်အဲ့သူတို့ပြောပြတဲ့အခါမှာကိုကဘာပဲပြောနှုတ်စာအုပ်လေးယူပြီးတော့ဘောပင်တစ်ချောင်းနဲ့နှုတ်စာအုပ်လေးနဲ့ယူပြီးတော့မှတ်ကြပါတယ်။အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်သူတို့တိတ်မကြိုက်ဘူးပေါ့နော်။ဆိုတော့အဲ့ဒါလေးတစ်ခုရှိရပြီးတော့နောက်တစ်ခုကသူတို့ team work တစ်ချိန်လုံး team work ကိုသူတို့ကအလေးပေးတယ်ပေါ့နော်တခုဆိုလို့ရှိရင်အားလုံးနဲ့အတူတူတိုင်ပင်ပြီးလုပ်ကြအားလုံးနဲ့ဘယ်လိုလုပ်ဆိုပြီးအဲ့လိုမျိုးတွေလည်းသူတို့ကအရေးကြီး performance တွေပြရတယ်ပေါ့နော်အဲ့တော့ဂျပန်နိုင်ငံ bonus တွေရတယ်အဲ့တော့ bonus ကတစ်နှစ်မှာ2ခါရရလို့ရှိရတစ်နှစ်မှာတစ်ခါပဲရရလို့ရှိရပေါ့နော်အဲ့တော့အဲ့ဒီ bonus ရဖို့အတွက်သူတို့တွေကုန်တော့ performance တွေပြရတယ်ပေါ့နော်ငါတွေဘယ်လိုတွေအလုပ်လုပ်ကြအောင်ဘာတွေဘယ်လိုတွေဖြစ်ကြအောင်ပေါ့နော်အဲ့လိုမျိုးတွေဒီအလုပ်နဲ့ပတ်သက်ပြီးတော့ performance တွေအများကြီးပြကြရတာကိုတွေ့ရပါတယ်ဆိုတော့ဒီသူတို့ကအလုပ်တစ်ကိုစလုပ်တဲ့လူတွေကိုပေါ့နော်သူတို့ကတော်များများတင်ပေးတယ်ပေါ့နော်တင်ပေးတယ်ခုနကပြောကိုကတကယ်လို့နားမလဲဘူးဆိုလို့ရှိရင်နားမလဲဘူးလို့ပွင့်လင်းပြောနားလဲတယ်ဆိုနားလဲတယ်ပြောပေါ့နော်နားမလဲတဲ့ရအောင်နားလဲတယ်လို့သွားပြောတဲ့ခါကျရင်သူတို့ကနားလဲတယ်လို့ထင်သွားပြီးတော့နောက်ပိုင်းကျရင်ပြဿနာတွေတက်တယ်ပေါ့နော်အဲ့လိုမျိုးအဆင်မပြေတာတွေရှိတတ်ပါတယ်နောက်တစ်ခုကကြတော့ဒီသူတို့တွေကကြတော့ပေါ့နော် respect ပေးတာကြိုက်တယ်ပေါ့နော်ဥပမာဆိုလို့ရှိရင် senior နဲ့ junior ပေါ့နော်အဲ့တော့ကိုကအခုမှလာတဲ့လူကိုဘက်ကိုဂျပန်စကားပြန်လည်နေအောင်ဘယ်လိုပဲတက်ဘယ်လောက်ပဲမြန်မာနိုင်ငံမှာဘာဘွဲတွေပဲရခဲ့နော်အဲ့တော့ဂျပန်နိုင်ငံရောက်တဲ့ခါကြလို့ရှိရင်တော့ဘာလဲဆိုတဲ့ခါကြတော့သူတို့ကို senior နဲ့ junior respect ပေးရပါပေါ့နော်ဥပမာကိုရဲ့အထက်လူကြီးကကိုထက်ငယ်နေအောင်တော့ကိုကသူ့ respect တော်တော်ကိုပေးရပါတယ်အဲ့တော့သူတို့တွေကအဲ့လိုမျိုးအထက်နဲ့အောက်နဲ့ပေါ့နော်အဲ့လိုမျိုးဆက်ဆံရေးတွေရှိတယ်ပေါ့နော်အဲ့တော့ကိုကအဲ့လိုမျိုးထားကြီးတွေဆရာကြီးတွေနဲ့တွားပြီးတော့လုံးလို့မရပါဘူးနောက်တစ်ခါကျတော့ဗာလဲဆိုတော့တချို့ယာတို့တွေပေါ့ဥပမာဆိုထားပါတော့ manager တို့လိုမျိုး leader တို့လိုမျိုးအဲ့လိုမျိုးယာတို့တွေရှိရတူဆိုယာတို့မြင့်နေသူတို့တွေကလေအလုပ်ချိန်ပိုတော်တော်လောက်ရတယ်လောက်ရဆိုအဲ့ဒီအလုပ်ချိန်ပိုကအချိန်ပိုမရတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်ဥပမာဆိုငါ6နာရီအလုပ်က6နာရီထိအလုပ်ဆိုပါဆိုအဲ့တော့ဒီ6နာရီအလုပ်ဆိုပေမဲ့လည်း तू ကဘာလဲဆိုတဲ့အခါကျတော့9နာရီမှပြန်နာရီလည်းရှိတယ်အဲ့လိုမျိုးပေါ့ဆိုတော့အဲ့လိုမျိုးလေးတွေအပိုင်းလေးတွေသူတို့အထက်လူကြီးတွေကရှိပါတယ်အဲ့တော့နောက်တစ်ခါကျတော့တချို့တွေကျတော့အဲ့ဒီ overtime ကြီးကိုပေးတာလည်းရှိတယ်မပေးတာလည်းရှိတယ်ပေါ့နော်ဒါကိုယ့်ကိုအလုပ်ကဆင်းတာကုမ္ပဏီကအလုပ်ကိုဆင်းမှာဆိုပြီးတော့အချိန်ပိုဆင်းခိုင်းတာမဟုတ်ဘူးဆိုပြီးတော့ပြောတဲ့ဥစ္စာတွေလည်းရှိတယ်ပေါ့နော်နောက်တစ်ခါအလုပ်ကအရန်ပင်ပန်းတာဖြစ်တဲ့အတွက်ကြောင့်လို့ဒီ
ဘယ်လိုကောမလဲဘယ်အလုံးမဆိုပေါ့နော်ဥပမာဆိုစားတောက်ဆိုင်ပဲဖြစ်ခိုင်းကောပဲဖြစ်နော်တက်ကြီးကိုဆောက်ရှောက်ပဲဖြစ်ပေါ့နော်ဒီကုမ္ပဏီမှာအခုဇွန်တို့လိုပေါ့ကုမ္ပဏီမှာလုပ်တဲ့လူတွေပဲဖြစ်အင်ဂျင်နီယာပဲဖြစ် ID ပဲဖြစ်သူ stress နဲ့သူတော့သူကလည်းသူနယ်ပယ်နဲ့သူကတော့အရန်များတယ်အဲ့တော့ stress ဒီ PR ကပေါ့နော်ဒီအရန်များတယ်ပုံစံလေးပဲကွဲသွားတာပေါ့နော်အဲ့လိုမြင်မိရပေါ့နော်ပုံစံလေးပဲကွဲသွားတာအဲ့တော့ဘယ်လိုပြောမလဲလားစာအနေနဲ့ပြောရမယ်ဆိုလို့ရှင်လဲပုံမှန်ပဲသူတို့တွေက bonus ကိုအဓိကပေါ့နော်ထားအားကိုးကြရလို့ထင်တယ်ပေါ့နော်အဲ့တော့ bonus မပေးတဲ့ company တွေဆိုလို့ရှင်တော့မရွေးချယ်တင်ဘူးပေါ့နော်နောက်တစ်ခါကျတော့ဘလို့ company တွေရွေးချယ်တင်လဲဆိုတဲ့အခါကျတော့ဘလို့ company ရွေးချယ်တင်နေဆိုတာထက်ပေါ့နော်ဘလို့ company တွေကအဆင်မပြေဘူးဘလို့ company ကလောက်ရတာပျော်လဲဆိုတော့လားစာကိုမကြည့်စေချင်ဘူးပေါ့နော်အဲ့လိုမျိုးလားစာကိုမကြည့်ချင်ဘူးပထမဆုံးမှာပေါ့နော်ကိုကအတွေ့အကြုံလည်းမရှိသေးတဲ့လူတယောက်ဂျပန်ကိုလည်းခုမှစလာမယ်လူတယောက်နေနေဆိုလို့ရှိရင်လားစာကိုမကြည့်စေချင်ပါဘူးအဲ့တော့လားစာဥမာဆိုပုံမှန်ဂျပန်မှာဆိုလို့ရှိရင်19,020ပေါ့နော်အဲ့လိုမျိုးအဲ့လောက်ရတယ်လောက်ပါဘာလို့ပါလို့ပြောစေချင်လဲဆိုတဲ့အခါကျအဲ့လောက်ရပြီဆိုလို့ရှိရင်ခုနကသူတို့ဘက်ကနေပြီးကိုအိမ်ဈေးတွေပါထောက်ပံ့ပေးလားပေါ့နော်နောက်တစ်ခါကျကိုကအလုပ်မှာပေါ့နော်ကိုရဲ့အလုပ်ကကိုနဲ့အလုပ်ဖို့ကင်ဘက်တည်းရာစားရှိဖြစ်လာပေါ့နော်သဘောကောင်းလားပေါ့အဲ့တော့သဘောကောင်းတယ်အလုပ်ကလည်းကိုတေးသေးချာချာလည်းတင်ပေးတယ်သဘောလည်းကောင်းတယ်ပတ်စံကလည်းပုံမှန်တိုင်းဝင်နေဆိုလို့ရှိရင်တော့ဒီလောက်ကလေလုတ်တင်တယ်မထွက်တင်ဘူးကိုယ်တိုင်လည်းပျော်မှာပေါ့နော်ပျော်မဲ့လို့ထင်တယ်ပေါ့နော်ဆိုတော့အဲ့လိုအလုပ်တွေကအဆင်ပြေပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်ဘေးနားမှာပေါ့နော်ဒီတချို့တွေဆိုလို့ရှင်တိုက်ချက်တွေရှိရလေအဲ့တော့တိုက်ချက်တွေဆိုတာဘာလဲတစ်ချိန်လုံးတိုက်ခိုက်နေတာဘာမှမဟုတ်ဘူးအဲ့လိုမျိုးမနာလိုဖြစ်နေတာဘာမှမဟုတ်ဂျေဝင်နေတာအဲ့လိုမျိုးလူတွေများတယ်ဆိုလို့ရှင်ကိုကအရန်စိတ်ညစ်ကြတယ်ပြီးဆိုပြီးကိုကလည်းခုမှစရောက်တာတကြောင်တွေ့ကြုံမရှိသေးရလဲတကြောင်ဘာသာစကားခက်ခဲတွေကလည်းတကြောင်ပေါ့နော်အဲ့တော့တချို့ဆိုဘာသာစကားကိုကျွမ်းတဲ့လူတောင်မခါကြလို့ရှိရင်လေကိုမှန်နေဆိုရင်တော့မှဆိုပြီးတော့ငုတ်ခံလိုက်ရတဲ့အခါမျိုးတွေလည်းရှိတယ်ပေါ့နော်အဲကြောင့်မလို့အဲ့တခုကတော့ဂျပန်မှာရှိပါတယ်အဲကြောင့်ကိုကပေါ့နော်အလုပ်ကိုပေါ့နော်အဲ့တော့ဒါကလေကန်တရားနဲ့ပဲဆိုင်နေလို့ပဲပြောရမလားအလုပ်ကိုကဒီလောက်ကကောင်းနေထင်ပြီးတော့ပေါ့နော်ရွေးလိုက်တယ်ဒါပေမဲ့တကယ်ကောင်းတဲ့ဥစ္စာလည်းရှိတော့မကောင်းတဲ့ဟာလည်းရှိမှာပဲအဲ့တော့အလောက်ကကောင်းပေမဲ့လေကိုကမကောင်းတာလည်းဖြစ်နိုင်တယ်အဲ့လိုမျိုးပေါ့နော်ကိုကအလုံးမကြိုးစားခြင်းတာအလုံးမအချောင်ခိုးတာအဲ့လိုလည်းဖြစ်နိုင်တယ်ဆိုတော့အဲ့လိုသူ့ဘက်ကိုယ့်ဘက်ပြောတာမဟုတ်ဘူးကိုယ့်ဘက်ကလည်းမမှန်ကန်ကြိုးစားမှန်ကန်လုံးမှန်ကန်နေပေါ့နော်သူ့ဘက်ကတစ်ချိန်လုံးတိုက်ခိုက်နေမယ်လုပ်နေမယ်ဆိုလို့ရှင်တော့စိတ်ဆင်းရဲခံပြီးတော့ပေါ့နော်အဲ့ဒီကုမ္ပဏီမှာမလုပ်ဖဲနဲ့တခြားကုမ္ပဏီကိုပြောင်းစေချင်တယ်ပေါ့နော်ဘာလို့လဲဆိုတဲ့အခါကျတော့ကိုယ့်ရဲ့ဒီစိတ်ကပေါ့နော်ကျသွားတယ်စိတ်ဒဏ်ရာရသွားပြီဆိုလို့ရှင်အဆင်မပြေပါဘူးသူတို့ပေးတဲ့ပတ်စံနဲ့ပေါ့နော်အဆင်မပြေပါဘူးဥပမာဆိုလို့ရှိရင်တစ်လောက်140 35,000အဲ့လောက်ရနေရဲဆိုလို့ရှိရင်တော့ဒါတစ်မျိုးပေါ့အဲ့လိုမဟုတ်ဘဲနဲ့ဆိုလို့ရှိရင်တော့ကိုလည်းအဲ့လိုမျိုးအရန်ထိခိုက်လာပြီးကိုလည်း EG မဲလောက်လာပြီး EG မဲလောက်တယ်ဆိုတာကအနိုင်ကျင့်တယ်ဆိုတာကဘယ်လိုပြောမလဲဆိုတော့ကိုထိလက်ရောက်လောက်လိုက်မှအနိုင်ကျင့်တာမဟုတ်ပေါ့နော်ကိုရဲ့စိတ်ပိုင်းဆိုင်နဲ့ပတ်သက်ပြီးတော့အနိုင်ကျင့်တာလည်းဒါအနိုင်ကျင့်တာပဲပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေရှိပါတယ်အဲကြောင့်မလို့လူပေါင်းစုံနဲ့ဆက်ဆံရတဲ့ကုမ္ပဏီတွေဆိုလို့ရှိရင်ပိုပြီးပြဿနာများတယ်ပေါ့နော်ဥပမာဇွန်တို့ကုမ္ပဏီဆိုလို့ရှိရင်တရုတ်လည်းရှိတယ်ဥပမာဗာလဲနီပေါလည်းရှိတယ်နော်ဖိလစ်ပင်းရှိတယ်အင်ဒိုနီးရှားရှိတယ်ဆိုတော့အဲ့လိုလူပေါင်းစုံများလာပြီဆိုလို့ရှိရင်အတိုက်ခိုက်တွေကလည်းအရန်များလာပါတယ်အဲ့လိုအတိုက်ခိုက်တွေကိုကိုကခံနိုင်လားဘယ်လိုဖြေရှင်းမလဲဘယ်လိုပုံစံမျိုးနဲ့တုတ်ပြန်မလဲသူတို့ဘက်ကကိုဘယ်လို response တွေပြန်လာမလဲအဲ့ဒါတွေကတအားကိုခေါင်းကိုက်ရပါတယ်အလုတ်ထက်ဆိုင်ရင်ပေါ့နော်အလုတ်ကဒီဥစ္စာကိုနားမလဲဘူးဆိုလို့ရှိရင်ဥမာဆိုလို့ရှိရင်ထားပါတော့အခုခေတ်က ID ခေတ်ဖြစ်နေတာဖြစ်တဲ့ကြောင့်အင်တာနက်မှာရှာလိုက်ပြီဆိုအဖြေကပေါ်နေပြီเนาะ ChatGPT တို့ဘာတို့เนาะအဖြေကအနည်းဆုံးပေါ်နေပြီဒါပေမဲ့ဒီလိုမျိုးဟာတွေကြတော့အဖြေမပေါ်ဘူးအရန်ခေါင်းကိုက်ရတယ်ပေါ့เนาะဆိုတော့အဲ့ဒါကတော်တော်ကိုမလွယ်ပါဘူးစိတ်ပင်ပန်းနေပေါ့နော်ဆိုတော့အလုပ်ပင်ပန်းတာထက်အဲ့လိုမျိုးဟာတွေကအာယုံနောက်စရာတွေစိတ်ပင်ပန်းတဲ့ကုမ္ပဏီဆိုလို့ရှိရင်တုံတန်ဝကိစ္စမရှိဘူးတီးခန့်တင်တယ်ပေါ့နော်အဲ့ထက်များလာပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့စိတ်ကိုမငင်းစေတင်ဘူးပေါ့နော်လုပ်ပြီးတော့တခြားကောင်းတဲ့နေရာပေါ့နော်ကိုခြေဆန့်တင်တယ်လို့ထင်ပါတယ်အဲ့တော့အလုပ်ပိတ်ရက်တွေဘာတွေကြတော့ဒီ work visa တို့ဘာလို့ဆို2ရက်ရှိတယ်ပေါ့နော်တချို့ဆိုလို့ရှိရင်လည်းမရှိဘူးပေါ့နော်အလှည့်ကျပိတ်တာလည်းရှိတယ်လို့စနေတနင်္ဂနွေပိတ်ရက်တွေလည်းစနေတုန်းကတိုင်းပိတ်တဲ့ကုမ္ပဏီလည်းရှိရပေါ့နော်ဒါအလုပ်ပုံမူတည်ပါတယ်ဆိုတော့ bonus မရဘူးအိမ်လာကကြီးအနည်းဆုံးတစ်ဝက်လောက်တော့မထောက်ပံ့ပေးတဲ့ကုမ္ပဏီမှာတော့
လုတ်ဖို့ဆိုတာကဘလို့မှအဆင်မပြေနိုင်ပါဘူးအဲ့ဒါကြောင့်မလို့အခုမှလာမဲ့လူတွေကိုအကြံဉာဏ်ပေးချင်တာကနံပါတ်1ကဘာသာစကားကိုတည်တည်ချာချာပြင်ဆင်ခဲ့ပါနံပါတ်2ကကြတော့ကိုလုံးမဲ့အလုပ်ကို website တွေမှာရှာကြည့်ပါပြီးဆိုလို့ရှိရင်တေချာစုံစမ်းပါမြန်မာနိုင်ငံနေလာမယ်ဆိုလို့ရှိရင်အဒီလုံးနဲ့ပတ်သက်တဲ့ဟာတွေကိုငါဘယ်လိုလုပ်ရမလဲဆိုတာနည်းနည်းအနည်းချင်းတော့သိအောင်လုပ်ခဲ့ပါနောက်တစ်ခုကကျတော့ company မှာလုပ်မဲ့လူတွေဆိုလို့ရှိရင်ကွန်ပျူတာပေါ့နော် Excel တို့ Word တို့လောက်ကတော့ email တို့လောက်ကတော့ပို့တက်အောင်ပေါ့နော်လုပ်ခဲ့ပါအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်မျက်နှာအရန်ငယ်ရပါတယ်မျက်နှာငယ်တဲ့အခါကျကိုစိတ်ဓာတ်တွေကြမယ်ကိုဟာငါအတုံးမကြဘူးလို့ထင်သွားမယ်ဆိုတဲ့အခါကျလို့ရှိရင်ပို့ပြီးတယောက်တည်းနေတော့ပို့ဆိုးတယ်ပေါ့နော်ဟိုတွေးဒီတွေရှိတတ်တယ်ပေါ့နော်အဲဒါကြောင့်မလို့အဲ့လိုလေးတွေတေချာပြင်ဆင်လာပါလို့ပြောချင်ပါတယ်ရှင်ဆိုတော့ဗီဒီယိုကလည်းအရန်ရှည်သွားမှာဆိုလို့ပေါ့နော်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာလည်းဆက်လက်ပြီးတော့ပေါ့နော်ဒီအလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအကြောင်းနဲ့ပေါ့နော်ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်းရှင်းပြပေးသွားမှာဖြစ်ပါတယ်မေးချင်တာရှိတယ်သိချင်တာရှိရဆိုလို့ရှိရင်လည်း comment မှာမေးလို့ရပါတယ်နော်အဲ့တော့ Zoom ရဲ့ channel ကလည်းခုမှအစ်စ်လေးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ like နဲ့ subscribe လေးလည်းလုပ်သွားပေးကြပါအောင်နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင် bye bye